သားပုံရင်ကြီးစီတင်ပြီးပါရောက်ဆိုရင်တော့ဆိုးပါနော်ရေလေးနဲ့ပါလေးနဲ့ညနေစားမယ်ဝါမယ်ပုံရင်ကြီးဝတ်သားမျိုးချက်ပါမယ်လို့နော်ကလာတာစီတက်ပြီးတော့လုံးနေတာဖြစ်ပါတယ်ဒီနားတော့ Facebook ထဲမှာနှစ်ရေလောက်ပေါ့နော်ကြောင်ချက်ပြီးတာဒါပြီးတော့ပုံရင်ကြီးထည့်တယ်နော်အဲ့တိုင်းလိုက်ချက်ပါမယ်ပုံရိပ်ကြီးနဲ့ဝတ်သားနဲ့အဲ့ဒီပထမဦးဆုံးအချိန်ဖြစ်ချက်မှာပါပုံရိပ်ကြီးလည်းအိမ်မှာရှိတော့မှာနော်ဘိတ်မကုန်ဘူးဝတ်သားလည်းရှိတော့